အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ GED Social Studies မှာအရေးကြီးတဲ့ American Revolution အကြောင်းကိုအလွယ်တကူနားလည်အောင်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့ American Revolution ကယနေ့ခေတ်ကမ္ဘာအင်အားကြီး American ပြည်ထောင်စု United States ဆိုပြီးတော့တိကျလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံကိုစတင်မိဖလာစေခဲ့တဲ့သမိုင်းဝင်တော်လှန်ရေးကြီးပဲဖြစ်ပါတယ်။ဒါဆိုမူလက Great Britain ရဲ့လက်အောက်ခံကိုလိုနီနယ်မြေ73ခုပဲဖြစ်ခဲ့တဲ့ American သားတွေကဘာကြောင့် Britain ပြည်ရင်ကိုပြန်လည်တော်လှန်ဖို့ဆုံးဖြတ်ခဲ့ကြတာလဲ။ Number 1 The French and Indian War 1950ကျော်ကာလတွေမှာဗြိတိန်အစိုးရကပြင်သစ်နိုင်ငံနဲ့ French and Indian War ဆိုတဲ့စစ်ပွဲကြီးကို American မြေပေါ်မှာဆင်နွှဲခဲ့ပါတယ်။ဗြိတိန်ကစစ်နိုင်ခဲ့ပေမဲ့စစ်စရိတ်တွေကြောင့်အကြီးအကျယ်အကျွေးတင်လာခဲ့ပါတယ်။ဒီတော့ဗြိတိန်ပြည်ရင်ကငါတို့ကမင်းတို့ကိုလိုနီနယ်မြေတွေကိုကာကွယ်ပေးခဲ့ရမလို့ဒီစစ်စရိတ်ကျွေးတွေကိုမင်းတို့ပဲပြန်ဆက်ရမယ်ဆိုပြီးခွန်တွေအစမတန်စကောက်ပါရတယ်။ Number 2 No taxation without representationဗြိတိန်အစိုးရကအမေရိကန်သားတွေစီကနေကုန်သွယ်ခွန်၊တစိကောင်းခွန်၊လက်ဖက်ချောက်ခွန်စတာတွေကိုသူတို့သဘောနဲ့သူတို့ဥပဒေထုတ်ပြီးကောက်ခံခဲ့ပါတယ်။အမေရိကန်ပြည်သူတွေကဗြိတိန်လွှတ်တော်ထဲမှာငါတို့အမေရိကန်သားတွေကိုကိုစားပြုမဲ့ representative တယောက်မှမရှိဘဲနဲ့ငါတို့စီကိုအခွန်လာကောက်တာမတရားဘူးဆိုပြီးပြင်းပြင်းထန်ထန်ကောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ Number 3 The Boston Massacre 1980ပြည့်နှစ်မှာတော့အခွန်ကိစ္စတွေကြောင့်တင်းမာမှုတွေဆိုရလာပြီးတော့ Boston မြို့မှာကိုလိုနီပြည်သူတွေနဲ့ဗြိတိန်စစ်သားတွေထိထိတွေ့ကြပါတယ်။ပြည်သူတွေကခဲတွေနှင်းခဲတွေနဲ့ပြစ်ပေါက်ဆန္ဒပြရာကနေဗြိတိန်စစ်သားတွေကတနက်နဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် American ပြည်သူ9ဦးသေဆုံးခဲ့ရပါတယ်။ဒီဖြစ်ရပ်ကဗြိတိန်အစိုးရအပေါ် American သားတွေရဲ့ဒေါသကိုမီးဟုံးဟုံးတောက်သွားစေခဲ့တာပဲဖြစ်ပါတယ်။ Number 4 The Boston Tea Party 1983ခုနှစ်မှာတော့ American ဒေါ်လာရင်းသမားတွေကဗြိတိန်ရဲ့မတရားကောက်ခံခဲ့တဲ့လက်ဖက်ချအခွန် TS ကိုဆန္ဒပြတဲ့အနေနဲ့အိန္ဒိယတွေလိုဝတ်ဆင်ပြီး Boston စိတ်ကမ်းမှာစိုက်ကပ်ထားတဲ့ဗြိတိန်သင်္ဘောပေါ်ကလက်ဖက်ချတစ်တာပေါင်း300ကျော်ကိုပင်လယ်ထဲတွန်းချပစ်ခဲ့ကြပါတယ်။ Number 5 The Intolerable Acts ဒီလိုအခမ်းအနားကိုဒေါသထွက်သွားတဲ့ဗြိတိန်ဘုရင် King George III က American သားတွေကိုနှိပ်ကွပ်ဖို့ Intolerable Acts ကိုထုတ်ပြန်လိုက်ပါတယ်။ Boston စိတ်ကမ်းကိုအပိတ်ခံရပြီးတော့ကိုလိုနီပြည်သူတွေရဲ့အိမ်တွေမှာဗြိတိန်စစ်သားတွေကိုအတင်းအကျပ်အခမဲ့တွဲခိုကျွေးမွေးခိုင်းတဲ့အထိအခြေအနေတွေကဆိုးရွားလာခဲ့ပါတယ်။ Number 6 Common Sense by Thomas Paine 1986ခုနှစ်အစောပိုင်းမှာ Thomas Paine ရေးသားခဲ့တဲ့ Common Sense ဆိုတဲ့စာအုပ်ငယ်လေးထွက်လာပါတယ်။စာအုပ်ထဲမှာကျွန်းငယ်လေးတစ်ကျွန်းကအမေရိကန်လူတိုက်ကြီးတိုက်ကိုအုပ်ချုပ်နေတာတဘာဝမကြဘူး။ငါတို့ကိုချရောက်ပေါ်ကိုရက်တီပြီးလွတ်လပ်ရေးရယူရမယ်ဆိုပြီးရေးသားခဲ့တာကြောင့်အမေရိကန်ပြည်သူတန်းပေါင်းများစွာကိုတော်လှန်ရေးတဲ့ပါဝင်လာဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။1985ခုနှစ်မှာပထမဆုံးတနက်တန်ထွက်ပေါ်လာခဲ့ပြီးတော့စစ်ပွဲစတင်ခဲ့ပါတယ်။1986ခုနှစ်ဇူလိုင်လ4ရက်နေ့မှာတော့တမိုင်းဝင် Declaration of Independence လွတ်လပ်ရေးကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးတော့ဗြိတိန်နိုင်ငံကနေခွဲထွက်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ဆိုတော့ American Revolution အကြောင်းကိုတော်တော်လေးနားလည်သွားပြီလို့ထင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ GED Social Studies ရဲ့တမိုင်းကြောင်းတွေကိုလွယ်လွယ်ကူကူနဲ့နားလည်သိရင်ကျင်နေဆိုရင်တော့ Emily Sharing ရဲ့ GED အတန်းတွေကိုအခုပဲလာလိုက်တော့နော်။